ခောက်ဆင်းပါတူပါဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့ကကျွန်တော်ခောက်ဆင်းပါတူအိမ်မှာလှူစားတာဖြစ်ပါတယ်စာစနစ်နေပြီးသားငါးလေးကိုကြော်ပါတယ်ဒါကတော့အချင်းတက်ပတ်ဝင်ပစ္စည်းလေးတွေပဲဖြစ်ပါတယ်မိုးလို့တညက်ခဲတစ်လုံးကိုအရင်ဆုံးထောင်းမယ်ပြီးရင်ပကံလွတ်တဲ့ခဏထည့်ထားပါမယ်နောက်ပြီးကျွန်တော်တို့ကျက်သွန်ဖြူလေးအရင်ဆုံးညအောင်ထောင်းပါမယ်ကျက်သွန်ထောင်းပြီးရင်ငရုတ်သီးစိမ့်ထည့်မယ်ငရုတ်သီးစိမ့်ရတော့ကိုလိုတလောက်ဆက်ကြိုင်ကြတယ်လို့ထည့်ပြီးတော့ထောင်းလို့ရပါတယ်ကျွန်တော်တို့ဆက်ကြတဲ့တက်များများထောင်းပါတယ်ငရုတ်သီးစိမ့်ညက်သွားပြီဆိုလို့ရှိရင်နည်းနည်းပင်ထည့်မယ်ရှင်းတဲ့နည်းနည်းထည့်မယ်ကိုလုံးညအောင်ထောင်းပြီးရင်စောစောကထောင်းထားတဲ့ထညက်အကြီးလေးထည့်မယ်နောက်ပြီးတမယာရွှဲရွှဲလေးညက်ပါမယ်စားထည့်မယ်ဟင်းချုံမိုးထည့်မယ်နောက်ပြီးနှာမွေလဲလို့ရှိရင်ကျွန်တော်ခောက်ဆင်းပါတူနဲ့တဆောက်လို့ကောင်းတဲ့အချင်းလေးတစ်ခွက်ရမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲလဲလို့စားကြည့်ကြပါခောက်ဆင်းပါတူပါနေပြပြလေးလောက်ထားခေါင်းကောင်းရှင်းရရှယ်ပဲစက်တယ်တကူအခုလိုအဆုံးကြီးရှုပေးတဲ့တငယ်ချင်းတယောက်ချင်းစီတိုင်းကိုကျေးဇူးတူပဲတင်ပါတယ်ခင်ဗျာနောက်လာမယ့်အပတ်တွေမှာလည်းကျွန်တော်ဘယ်လိုမျိုးအစားအစာတွေကိုလှူစားပြမလဲဆိုတာကိုအားလုံးစောင့်ကြည့်ကြပါဦးလို့အားလုံးနှုတ်ဆက်ပါတယ်ဘိုင်ဘိုင်